Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့တိုဘူးနဲ့ခရမ်းရှင်တီကိုရောပြီးချက်ပြပါပဲဖြစ်ပါတယ်ရှင်အရင်ဆုံးတိုဘူးလေးတွေကိုရေစင်ကြအောင်ဆေးပေးထားပါမယ်ရှင်ကီကတော့နှစ်ထပ်သုံးထပ်ဆေးပေးထားပါရှင်ရေစင်ကြအောင်ဆေးပေးပြီဆိုရင်တော့အနေတော့တုံးလေးတုံးထားပါမယ်ရှင်အတုံးလေးကိုတေချာစိတ်ရှည်လက်ရှည်တုံးပေးရပါမယ်ရှင်အတုံးလေးကိုတီးတီးနဲ့ပပလေးပြအောင်တုံးထားပါမယ်ရှင်ဘာလို့လဲဆိုတော့ချက်တဲ့အခါမှာစပလိုက်ဝင်ပြီးတော့စားလို့ကောင်းအောင်လို့ပဲဖြစ်ပါတယ်နည်းနည်းအထူးကြီးဆိုလို့ရှိရင်စပလိုက်ဝင်တော့တိတ်ပြီးစားလို့ကောင်းပါဘူးရှင်တုံးပြီးသွားရင်တော့သူမဲချက်မဲခရမ်းရှင်ဒီလေးကိုရေးဆေးပြီးတော့လှီထားပေးပါမယ်ရှင်ခရမ်းရှင်ဒီကိုလှီတဲ့အခါမှာလည်းပပလေးလှီရပါမယ်ရှင်ချက်တဲ့အခါကျလို့ရှင်အနူးလွယ်ပြီးတော့အနစ်ကလေးရညံ့ညက်လေးဖြစ်ရှင်လို့ပါရှင်ကျက်သွန်ဦးလေးနှလုံးလည်းခွန်တင်ရေးဆေးပြီးတော့လှီပေးထားပါမယ်ရှင်ကီရိုဘက်ကမီးပြတ်နေတော့ထင်းမီလေးနဲ့ပဲချက်ပါမယ်ရှင်ထင်းမီလေးတောက်လာပြီဆိုရင်ဒဲဦးလေးတင်ပြီးတော့ခရမ်းရှင်ဒီကျက်သွန်လေးလှီထားတဲ့အားကိုထည့်မယ်ပြီးကျရင်စီလေးကိုထည့်ပါမယ်ရှင်စီထွက်ပြီးရင်တော့စနစ်မုံလေးကိုထည့်ပြီးတော့မှုပါမယ်ရှင်မွေစနစ်မုံလေးနှံသွားပြီဆိုလို့ရှိရင်စားနဲ့ရှို့မုံကိုထည့်ပေးပါမယ်ရှင်စားနဲ့ရှုံမုံထည့်ပြီးရင်တော့တေချာလေးနှောင်မွေပြီးတော့ဖုံးလေးနဲ့နူးအောင်အုပ်ထားပါမယ်ရှင်အခုလိုအနစ်ကလေးကြက်ပြီးဆိုရင်တော့လှီထားတဲ့တိုဘူးလေးကိုထည့်ပြီးတော့ရောမွေပေးလိုက်ပါရှင်တိုဘူးလေးအတင်းတက်လောက်ကြက်ပြီးစီလေးပြန်လာပြီဆိုလို့ရှိရင်တော့ငရုတ်သီးမုံလေးကိုနည်းနည်းထည့်လိုက်ပါမယ်ရှင်ဒီနေရာမှာငရုတ်သီးများများကြိုက်တဲ့လူကတော့များများလေး